ဒီမှာရေးရပါတယ်ဖုန်းနဲ့သုံးရပါတဲ့အရင်ဆုံးအနေနဲ့ကျွန်တော်ဖုန်းနဲ့ချိန်မယ်ဆိုလို့ရှိရင်เนาะ same network တစ်ခုလုံးလို့เนาะဆိုတော့ projector ကို power ဖွင့်ပြီးရနဲ့ setting ကိုတွားလိုက်မယ်ပြီးတာနဲ့ဒီမှာ network မှာကိုအိမ်မှာရှိတဲ့ wifi ပေါ့เนาะအဲ့ကောင်လေးကိုကျွန်တော် password ရိုက်ထည့်ပြီးတော့ချိန်လိုက်ပြီပေါ့เนาะ password ရိုက်ထည့်ပြီးရင်ဒါ enter လေးခောက်လိုက် password မှန်သွားရင် okay ပါပြီ projector ဆက်ပြီးတော့မှာ home ကိုပြန်သွားပြီးတော့ဒီမှာ all apps ဆိုတာရှိတယ်အဲ့ထဲကနေမှာ projection assistant နဲ့ကိုဝင်ထားလိုက်မယ် projection assistant ရောက်ပြီဆိုပေါ်ဘာတန်းလေးမှာရှိတယ်ဒီ magic cut ဆိုရင်ဒါ iOS phone တွေချိန်တာအခုကျွန်တော်ချိန်ပြမှာ Android phone ချိန်မှာဆိုတော့ red bay က mirror cut ကိုရွေးပေးရမယ်ဆက်ပြီးတော့ကျွန်တော်ဖုန်းနဲ့လောက်ရမယ်အဆင့်အကြတော့ဖုန်းမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ဒါ wifi ကို same network ဖြစ်တာလေးလိုက်ချိန်ပေးရမယ်ခုနကကျွန်တော်က D1 ကိုချိန်လိုက်တဲ့အတွက်ဒီဖုန်းကိုလည်းဒါ D1 wifi ကိုချိန်လိုက်မယ်ပြီးရနဲ့screen cut ပေါ့နော်ဒီကျတော့ cut လို့ရေးထားတယ်အဲ့ကောင်လေးကိုဖွင့်ထားပေးရဆိုရင်ဒီမှာဒီကောင်ကျတော့ application တစ်ခုလားဒါမှမဟုတ် screen တစ်ခုလုံးလားရွေးရတာပေါ့နော်ကျွန်တော်ကဒါ screen တစ်ခုလုံး share မှာဖြစ်တဲ့အတွက်ဒါ cut ကိုရွေးလိုက်မယ်ဖုန်းရဲ့မျက်နှာပြင်တစ်ခုလုံးဒီမှာပေါ်လာပြီးပဲဖြစ်ပါတယ်เนาะဒါဆိုရင်တော့ဒါဖုန်းနဲ့ချိတ်ဆက်ပြီးတော့အသုံးပြုရတာဖြစ်ပါတယ်ဒီတိုင်းလေးပေါ်နေဆိုလို့သေးတယ်လို့မထင်နဲ့ဒါကျွန်တော်က portrait mode မှာသုံးနေတာ landscape နဲ့သုံးမယ်ဆိုရင်ဒါဖုန်းကစောင်းလိုက်ရင်စောင်းတဲ့အတိုင်းပေါ်တယ်ပေါ့နော်ဒါဒီမှာဖုန်းက zoom နေပါဆွဲရဆိုလဲဒီမှာ zoom လိုက်ထည့်ပေးရပေါ့နော် resolution ကတော့ကျွန်တော် 4K resolution ထိကြည့်လို့ရမယ်ဒါ 4K ကြတော့ဖုန်းကနေ 4K resolution ကိုပြောင်းပေးလိုက်တာ ਨੇ ဒီမှာပါ 4K လိုက်ပြောင်းပေးမှာပေါ့နော်ဒီမှာကျွန်တော် 4K ပြောင်းလိုက်ရင်ဒါ 4K ရုပ်ထွက်ဖြစ်သွားပြီပေါ့နော်ဒါကကြတော့ Android phone နဲ့ချိန်ပြီးတော့သုံးတာပေါ့နော် iPhone နဲ့ချိန်မယ်ဆိုလဲသဘောတရားအတူတူပဲအခုကျွန်တော် iPhone နဲ့ချိန်ပြပေးမယ်ဒီကောင်ကို Wi-Fi လေးချိန်လိုက်မယ်ဟေး Wi-Fi ချိန်သွားပြီဆိုရင်ဒီဘက်ဘာလန်လေးဆွဲချလိုက်ရင်ဒီမှာ screen mirroring ပေါ့နော်အပေါင်းနှိပ်ပြီးတော့ဒီမှာမပါဘူးဆိုရင်လည်းပေါ့နော်အောက်မှာ control နှိပ်ပြီးတော့ဒါထည့်လို့ရတယ်ပေါ့နော် screen mirroring ကဒီမှာဒီကောင်လေးရှိတယ်ဒီ4000 watt လေးနဲ့ပေါ့နော်screen mirroring လေးဖွင့်လိုက်မယ်ဖွင့်လိုက်ရင်ဒီမှာ projector ကုတ်လေးတက်ဆိုရင် iPhone နဲ့ဒါချိန်သွားပြီပေါ့နော်ကြည့်ကျွန်တော်တို့က YouTube ကဗီဒီယိုကြည့်မယ်ဆိုရင်ဒါ YouTube တွေကိုသွားပြီးတော့ကိုကြည့်မဲ့ဗီဒီယို landscape လေးလုပ်ပေးလိုက်ရင်အဆင်ပြေသွားပြီ projector နဲ့ပတ်သက်ပြီးသိချင်တာပဲဖြစ်ဖြစ်ဝယ်ယူချင်တာရှိလို့စုံစမ်းချင်တာပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင်ဖုန်းနံပါတ်39942991ရဲ့ Viber ကိုဖြစ်စေ Telegram ဖြစ်စေဖုန်းဆက်ပြီးတော့ဖြစ်စေဆက်သွယ်မေးမြန်းလို့ရတယ်ဆိုင်ုံကိုယ်တိုင်ကိုကြလာကြည့်ချင်တယ်ဆိုရင်တော့ရန်ကုန်မှာတစ်ဆိုင်မန္တလေးမှာတစ်ဆိုင်ရှိရတဲ့အတွက်ကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ